ပရိတ်နာတဲ့ပုဂ္ဂိုလ်ကအတိတ်ပဲနားလည်ဖို့မလို့ဒါမဲ့ကိုဟာကိုအိမ်မှာရွတ်တယ်အန်တကင်းဖို့အတွက်ရွတ်တယ်ဆိုရင်ဒါလူတယ်အတိတ်ပဲနားလည်ဖို့လို့ဒါလေးပေါ့နှစ်ခုခွဲပြဆရာတော်ကြီးတွေကိုအိမ်ပင့်ပြီးတော့ပြည့်ဖျားတော်ချင်းမြင်ခိုင်းနေဆိုရင်ဆရာတော်တွေကအတိတ်ပဲတည်တယ်အတိတ်ပဲတည်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပြည့်ရဲ့အစွမ်းထက်တယ်ပေါ့ပြည့်ဆိုတော့သူအဟံထားလို့ပြောတာရွတ်တဲ့ဆရာတော်ကတကယ်လို့ရွတ်တဲ့ပြည့်ရဲ့အတိတ်ပဲကိုကြကြနနမသိဘူးဆိုရင်အဲ့ဒီရတဲ့အကျိုးမှာဒါနည်းနည်းလေးအကန့်အသတ်ရှိသွားတယ်ဥပမာခွေးလေးတွေကသူတို့အလွတ်ကျက်ထားတယ်ပြည့်နေ့စဉ်ရွတ်တယ်ဒါပေမဲ့သူတို့သင်္ခန်းစာထဲမှာဒီပြည့်ကြီးတွေကိုအတိတ်ပဲနားလဲအောင်သင်ရတဲ့အနေထားမျိုးမရောက်သေးဘူးအဲ့ဒါမျိုးဆိုရင်အဲ့ကိုယ်လေးတွေရွတ်တာသူတို့အတွက်လည်းတရားတရားဖြစ်တယ်နားတဲ့လူတွေလည်းတရားတရားဖြစ်တယ်ဒါပေမဲ့တရားတရားတစ်ခုတည်းနဲ့သူကမပြီးဘူးယုံကြည်မှုတစ်ခုနဲ့မပြီးဘူးနားတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါထဲမှာလိုအပ်တဲ့ဒီ requirement ပေါ့ condition တွေလိုအပ်ချက်တွေထဲမှာနံပါတ်1ကဒီပိဋကတရားတော်ပေါ်မှာတရားတရားရှိဖို့ယုံကြည်ဖို့ဆရာတော်ရေးထားတဲ့ဟာကိုသူရှိတိုင်းဖတ်မယ်ဆိုရင်တခါပိဋကတော့နာတော့နာပါရဲ့ဒါမဲ့ပိဋကကိုသိမယုံဘူးအဲ့ဒီလိုမယုံလို့ရှိရင်ပိဋကအဲ့ဒီသူကိုမဆောင်ရှောက်ပါဘူးယုံကြည်မှုအရေးကြီးရဆိုတဲ့အကြောင်းနောက်တစ်ခုကအဲ့ဒီပိဋကနာတဲ့ပုဂ္ဂိုလ်ကအယူမှားနေတယ်အယူမှားနေတယ်ဥပမာရုပ်ဝါဒယုံကြည်တဲ့ပုဂ္ဂိုလ်ဒီဘဝတည်ပြင်းဘာမှမရှိတော့ယုံကြည်တဲ့ပုဂ္ဂိုလ်မဟုတ်ရင်လည်းပဲဝိညာဉ်ကထာဝရရှိတယ်ဖန်ဆင်းရှင်ရှိတယ်ဒီလိုယုံကြည်တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီလိုအယူဝါဒရှိတယ်ဆိုရင်ဒီပိဋကအကျိုးမရှိဘူးအဲ့ဒါဆိုရင်အဲ့လူတွေကစိတ်တည်ငြိမ်တဲ့အကျိုးတော့ရရှိတယ်နောက်တစ်ခုကတော့အလုံးသိတဲ့အတိုင်းတကယ်လို့ကံကြီးထိုက်ထားတဲ့ပုဂ္ဂိုလ်မိဘကိုစောကာမိဘကိုဒီအသက်အန္တရာယ်လောက်ဖူးတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တော့ပိဋကနာလည်းအကျိုးမရဘူးပေါ့အဲ့တော့မြန်မာဗုဒ္ဓဘာသာတူအနေနဲ့ကံတရားကိုယုံကြည်တယ်ဒါဆိုရင်သူကတမ္မာဒိဋ္ဌိဖြစ်တယ်နောက်ဒီပိဋကကြီးရဲ့အကျိုးတရားတွေရှိတယ်ဆိုတော့ဒါလည်းယုံကြည်တယ်ဒါတရားလည်းရှိပြီပညာလည်းပဲအဆင့်တစ်ဆင့်ထိရှိတရားနဲ့ပညာနဲ့နောက်တစ်ဖက်ကလည်းပဲသီလအနေနဲ့ဆိုရင်ကံကြီးကိုမပြစ်မှားမိဒီပုဂ္ဂိုလ်ကဒီဗုဒ္ဓဘာသာတူကပိဋကကြီးရဲ့ဒီဘုရားစာအတိတ်ဘက်ကိုနားမလဲပဲသူဆရာတော်တွေရွတ်တဲ့ဟာနားလဲတဲ့ပုဂ္ဂိုလ်ရွတ်ပေးတဲ့ဟာမိဘပဲဖြစ်ဖြစ်ဘယ်သူပဲဆရာသမားပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ဖြစ်ဖြစ်ရဟန်းပဲဖြစ်ဒီလိုက်ရှိတဲ့ပုဂ္ဂိုလ်လာပြီးတော့ရွတ်ပေးတယ်ဆိုရင်အကျိုးရှိတယ်အကျိုးရရှိတယ်ဆရာတော်တွေကိုပင့်ပြီးတော့ရွတ်တာကဒါကအလေးထားတစ်ခုနောက်အလေးထားတစ်ခုကကိုယ့်အကူရွတ်တယ်အိမ်မှာရွတ်တာပဲဖះမှာသွားပြီးတော့ရွတ်တာပဲဖြစ်ဖြစ်ကိုယ့်အကူရွတ်တယ်ဆိုရင်တော့ကိုယ့်အတွက်ကိုရွတ်တယ်ဆိုရင်ဒါအတိတ်ပဲလည်းနားလည်မယ်ကံကြီးလည်းမဖြစ်မှာဘူးနောက်ပြီးတော့ယုံလည်းယုံကြည်တာတော့ယုံကြည်လို့ရွတ်တာပေါ့မတိနေရာမှာလိုအပ်တာကအတိတ်ပဲနားလည်တယ်ကိုယ့်အတွက်ကိုပြန်ရွတ်တာအတိတ်ပဲနားလည်ဖို့အနည်းဆုံးဘယ်လိုနားလည်မှာတော့ဆိုတော့မေတ္တာတို့ရွတ်တယ်ဆိုရင်ဒါကဒေါသနဲ့ကြောက်စိတ်စားမေတ္တာထားဖို့မေတ္တာကျင့်စဉ်ကိုမြတ်စွာဘုရားသင်ပေးတာဒီလောက်လေးနားလည်နေသူကအချိန်ခံရပါဘူးမင်္ဂလာတို့ရွတ်တယ်ဆိုရင်မင်္ဂလာတို့တိုးတက်ရတိုးတက်ကြောင်းလှုပ်ရမယ်အလုပ်တွေကိုမြတ်စွာဘုရားက38မျိုးညွှန်ပြထားတယ်ဥပမာလူမှုပေါင်းတဲ့နေရာမှာလူရွေးတတ်ဖို့ပညာရေးကြိုးစားဖို့မိသားစုကြီးဆိုင်ပြီးတော့မိဘတွေကို
ပြုစုဖို့မိသားစုကိုဆောင်းလျှောက်ဖို့ကိုယ်စိတ်ကိုထိန်းဖို့ခန္တီတရားရှိဖို့လူတွေကိုဒီယူသေးတဲ့လူတွေကိုယူသေးဖို့ဥပမာထားမျိုးတွေဒါလောက်အကျမ်းဖြင့်နားလည်ထားတယ်ဆိုရင်မင်္ဂလာတုတ်ကိုရွတ်တယ်ကိုယ့်အတွက်ကိုပြန်ရွတ်တယ်ဆိုဒါလည်းအကျိုးရတယ်ဘုရားရွတ်တာကဒီနေ့လိုပြောဆို magic မဟုတ်ဘူးဟိုမျက်လက်စရာတွေချက်ချင်းဒီလိုကဲပေါ်စေဖြစ်စေဆိုပြီးတော့ဟိုနည်းနည်းလှုပ်တဲ့ပုံစံမျိုးမဟုတ်ဘူးမြတ်စွာဘုရားကစိတ်ကိုပြုပြင်တဲ့နေရာမှာအသုံးပြုတဲ့တရားတွေယတနာသုတ်ဆိုရင်ဒါသစ္စာဆိုတယ်ဖရာတရားတန်ခါအချမ်းတစ်ခုစီသစ္စာဆိုတယ်အဲဆိုတဲ့အဲမှာလည်းပဲဘာအကြောင်းအရာဘာကိုအကြောင်းပြုပြီးတော့သစ္စာဆိုတယ်အဲ့ဒါလည်းတည်တယ်ရှိတယ်အဲ့ဒါတွေကိုအသေးစိတ်နားမလည်သေးတာမှာသူ့ရဲ့အဓိကရည်ညွှန်းချက်သူ့ရဲ့ focus လေးကိုကိုယ်သိပြီးတော့ရွတ်တယ်ဆိုရင်ဒါကိုယ့်အတွက်အလောက်ရွတ်တယ်လည်းရပါအကျိုးအရာပဲအဲ့ထက်ပို့ပြီးတော့နားလည်တယ်ဆိုရင်တော့ရွတ်တဲ့အချိန်မှာပညာလည်းတက်တယ်အသိဉာဏ်လည်းတက်တယ်တမာတိလည်းတက်တယ်ဘေးရနေခင်မေတ္တာတော့ရွတ်တယ်ဆိုပါတော့မေတ္တာတော့ရွတ်တယ်ဆိုရင်မြတ်စွာဘုရားကစိတ်ထားပုံထားနည်းအဲ့ဒါကိုသင်ပေးတာကိုယ်ရွတ်တယ်စိတ်ထားတာတော့ကိုယ်မပြင်းဘူးဒီကိစ္စကိုခီးမဆိုင်ဘူးဆိုရင်သူကဘာနဲ့တူနေတော့နေမကောင်းလို့ဆရာအောင်စီသွားတယ်ဆရာအောင်ကဆေးစာရေးပေးလိုက်တယ် prescription ခေါ်တာပေါ့အဲ prescription ဆေးစာယူလာပြီးတော့ဆရာအောင်တောက်ခိုင်းတာတော့မတောက်ဘူးရွတ်ပဲရွတ်နေတယ်ဆိုရင်ယောဂါတော့မပြောင်းဘူးအဲဆေးစာမဖတ်တတ်ဘူးဆိုရင်တော့မဖြစ်ဘူးဖတ်ပြီးတော့အဲ့ဒါနေ့စဉ်ကြည့်နေရတယ်ဘယ်ချိန်ပဲဆေးတောက်မယ်အဲဆေးစာဖတ်တတ်တာအဲဆေးစာကြည့်နေတာဒါဘေးရွတ်တာနဲ့တူတယ်တောက်ခိုင်းတဲ့ဆေးကိုတောက်တာဒါကိုယ်စိတ်ထားကိုပြုပြင်တာနဲ့ဥပမာဘုဇင်တို့ရွတ်တယ်ဆိုရင်ယောဂပျောက်တယ်လို့ဒါယူဆကြတယ်ယုံကြည်ကြတယ်ဘုန်းတို့လည်းအဲ့လိုယုံကြည်မြတ်စွာဘုရားအဲ့ဒီဘုဇင်တုတ်ထဲမှာဘာတွေပြောတာဆိုတော့ပွားများမဲ့ဟာနဲ့နောက်စိတ်ထဲမှာဖြစ်ရမယ် positive emotion positive ဖြစ်တဲ့စိတ်ခံစားမှုပွားများမဲ့ဟာကတော့တတိပွားများမယ်တဲ့နောက်လုံလဝိရိယရှိရမယ်တဲ့ဒါမျိုးတွေကတော့ဟိုပိဋိနေ့တိုင်းကျွနေတဲ့ပုဂ္ဂိုလ်ဟာဒီအည်သွေးတွေဒီရည်ချင်းတွေအထိုက်လျသူအနေနဲ့ရှိနေတယ်ဘုဇင်ခုနှစ်ပါးစလုံးရှိချင်မှရှိမှာဒါပေမဲ့အထိုက်လျရှိတယ်တချို့ရိတ်တာတွေမှာကျတော့ဒါလေးဆိုရင်အဖောက်တော်ရရဖို့ယူစင်သတိထပ်ပါပါတယ်ရတဲ့အဲ့တော့ကျင့်လဲကျင့်နေတယ်ကျင့်တဲ့အချိန်မှာတတိဖြစ်အောင်တတိယနေပြီးတော့သမ္ပဇဉာဏ်တွေဖြစ်အောင်အဲ့ဒါတွေတစ်ချိန်ထဲမှာလုပ်တယ်နောက်တစ်ချိန်ထဲမှာပဲဘုရားဝတ္တတဲ့ခါမှာအဲ့ဒါကိုရွတ်တယ်ဆိုတော့အတိတ်ပဲလည်းသိတယ်ကျင့်လဲကျင့်တယ်ရွတ်လဲရွတ်တယ်ဆိုတော့ယင်ထဲမှာကိုသိတယ်ဘုံနောက်နဲ့လည်းသိတယ်နှလုံးသားနဲ့လည်းသိတယ်အကျိုးကျေးဇူးကအများကြီးသူယာနှုံးပြည့်လောက်ရတာပေါ့ယာနှုံးပြည့်အဲ့တော့ဘသူကယာနှုံးပြည့်လောက်ရတယ်ဘသူက80လောက်ရတယ်ဘသူက60ရာခိုင်နှုန်းလောက်ရတယ်ဘသူက50ဘသူက20ရာခိုင်နှုန်းရောက်တယ်ဆိုတာအဲ့ဒီအင်္ဂါရက်တွေပုံမှာမူတည်တယ် now emotion နဲ့ positive emotion နဲ့ပတ်သက်တဲ့ဟာကတော့သမ္မောဒိဋ္ဌာနာအာဘာဒဆိုတာသမ္မောဒိဋ္ဌာနာဆိုတဲ့စကားလုံးနဲ့အရင်ရေးကြည့်သမ္မောဒိဋ္ဌာနာဆိုတာကကြားပြီးရင်ဝမ်းသာတာပီတိဖြစ်တယ်ပီတိဖြစ်တဲ့ပုဂ္ဂိုလ်မှာအခု neurology တွေကပြောတာ neurologist တွေသူတနာလုပ်ပြီးတော့ပြောတာပီတိဖြစ်တဲ့ပုဂ္ဂိုလ်မှာစိတ်ဖိစီးမှုတန်ခံတယ်ကိုယ်ခံစွမ်းအားလို့ဖြစ်တယ်စိတ်ခံစားမှုကိုယ်ခံစွမ်း emotional immunity ဟိုနောက်ထပ်ထုတ်တဲ့ဓာတ်သဘာဝတွေလည်းပဲပီတိဖြစ်တဲ့ပုဂ္ဂိုလ်ဆိုရင်သူက positive ဖြစ်တာတွေထုတ်တယ်အဲ့ဒီနေပြီးတော့တစ်ကိုယ်လုံးမှာရှိတဲ့ဒီအာယုံကြောတွေ nervous system တွေအဲ့ဒီကို message ပို့တဲ့နေရာသတင်းပို့တဲ့နေရာမှာလည်းပဲ positive ဖြစ်တာပဲပို့တာအဲ့လိုပို့တဲ့အခါကျတော့လူကကျမ်းမာတော့ပေါ့မှန်ပါဗျာပီတိရှိတဲ့ပုဂ္ဂိုလ်မှာဒီကိုယ်အနာကိုကတ်လာတဲ့ပုဂ္ဂိုလ်တွေကိုယ်အနာကိုကတ်လာတဲ့လူတွေကိုယ်အနာကိုကတ်လာတဲ့
နတ်တွေဖြစ်မှာတွေလည်းပဲအကောင်းတွေပဲယတနာရှိရယတနာလားဒါကြောင့်ဘုန်းတော်ကဘာလေးလို့တော့ဆိုဒီပရိတ်တရားတော်တွေကိုရွတ်တဲ့အခါမှာကိုယ့်အကိုနည်းနည်းလေးမရွတ်ခင်မှာစာနည်းနည်းဖတ်ဖို့ယတနာဆိုဆိုယတနာတို့အကြောင်းပါတော့ဆိုတာဟိုနိတန်လေးနည်းနည်းဖတ်ဖို့အများကြီးမဟုတ်ဘူး၅ချောင်း၆ချောင်းဆိုသူကအသိဉာဏ်နဲ့ရပါတယ်ပို့ပြီးတော့အဲ့ဒီထက်အချိန်ရတယ်နားလည်မှုလည်းပိုစေချင်တယ်ဆိုရင်စကလုံးတစ်လုံးစီကိုဘာသာပြန်ထားတာနေတရားလေးဒါလေးတွေလည်းဖတ်ကြည့်နေအဲ့လိုဝိရိယရှိတဲ့ပုဂ္ဂိုလ်ကတော့ဘုဇင်ခုနှစ်ပါးထဲမှာပါတယ်ဝိရိယဆိုတဲ့အတိုင်းပရိတ်တရားတွေအကျိုးပိုရမှာအဓိကပြောချင်တာကတော့နားလည်တော့အကောင်းဆုံးပဲဘုံမောဓမ္မစကြာနားလည်တယ်မင်္ဂလာတုတ်နားလည်တယ်မေတ္တာတုတ်နားလည်ဆိုတော့ခုနေမကောင်းတဲ့အချိန်မှာဆရာတော်တွေကလာပြီးရွတ်ပေးတယ်ဆိုရင်ရွတ်တဲ့အချိန်မှာဟိုအယုံကြည်နဲ့နှာတယ်တစ်ဖက်ကလည်းပဲရွတ်တာကိုအတိတ်ပဲနားလည်စေအကျိုးပိုများတာပေါ့တယောက်ကတော့နားမလည်ဘူးအယုံကြည်နဲ့နှာတယ်အဲ့ပုဂ္ဂိုလ်လည်းပဲသူအတိုင်းတာတစ်ခုတည်းတော့အကျိုးရှိနေတာပဲပရိတ်တရားတစ်ခုဖုံးလို့လည်းကိုယ်တိုင်ရရှိဘူးလေသူများတွေမေးတာလေအောက်ဆိုတက်ကဘယ်လိုမြင်လဲဘုံကပြေးယူပြီးတော့ဝင်သွားတာပညာအရန်တော်လို့ဝင်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါကအတတ်လူတန်းစားတစ်ခုမိဘတွေကအရန်ချမ်းသာပြီးတော့သူတို့ကိုငယ်ကလေးအဲ့เจ้าဝင်နိုင်အောင်ပြင်ဆင်ထားတာအဲ့ဒါကနောက်လူတန်းစားတစ်မျိုးကတော့မိဘကဘယ်เจ้าပဲထားတာငကိုကတော်နေခါကျဝင်နိုင်မဲ့ပုဂ္ဂိုလ်တเจ้าကတော့မိဘကအရန်ကို support လုပ်မှသူတို့အည်သွေးပေါ်လာလို့ဝင်နေတဲ့ပုဂ္ဂိုလ်ဘုန်းတော်အဲ့ထဲမှာတခုမှမပါဘူးအင်တာဗျူးသွားတယ်ကိုတင်လိုက်တဲ့ proposal လေ PhD လုပ်မယ်ဆိုရင် proposal တင်ရအရင်တင်ပြီးတော့မှသူတို့အဲ့ဒါကြည့်ပြီး interview လုပ်တယ်ဘုံမတင်တဲ့ proposal ကိုတိုက်ပြီးမကြိုက်ဘူးအဲ့ဒါကိုကြည့်မကြိုက်လည်းပဲသူတို့က interview ခေါ်တယ်အဲ့ဒါကိုဘုံမကစိတ်ထဲမှာဟိုဘာအကြောင်းဖြစ်လည်းမသိဘူးဆိုတော့ဘုံပြီးအကြောင်းပဲဖြစ်မှာပြီးရနောက်ဒီဟာမကြိုက်ပဲနဲ့ဆိုရင်တော့တော်နိုင်ယုံလူကတော့ interview ခေါ်မခံရတော့ဒါ interview လည်းခေါ်နောက်ဟိုရောက်တဲ့ခါကျချက်ချင်းပထမဆုံးပြောတာကဘုံမတင်တဲ့ problem မကြိုက်ဘူးဆိုအဲ့ဒါပြောတာမကြိုက်ဘဲနဲ့ဘာလို့စကားဆက်ပြောဟုတ်တယ်မလားအဲ့ဒါဟိုပြောတီပြောဟိုစာအုပ်အကြောင်းပြောဝေဖန်ခိုင်းလေဟိုစာအကြောင်းပြောနည်းနည်းသုံးသပ်ခိုင်းလိုက်ပြောပြခိုင်းအဲ့ဒါမျိုးဟို interview ပြီးတဲ့ခါကျတော့အဲ့ဒီစပွဲပေါ်မှာစာအုပ်ရှုပ်ဘုံမအဲ့ဒါပြင်ဆင်မသွားဘူးတချို့ဟာတွေကိုကဖတ်ဖူးတဲ့ဟာတွေကိုပါဠိဒီဘိကတ်ထဲမှာဆိုရင်တော့ဒါကိုကပြောပြနေတချို့အင်္ဂလိပ်အေးစာတွေနောက်နိုင်ငံသားတွေရေးထားတဲ့ဟာတွေအဲ့ဒါတချို့ဟာတွေမဖတ်ဘူးမတွေ့ဘူးတဲ့ခါကျအဲ့ချိန်မှာဘာထွက်လာတော့ဆိုဒါကဘာတော့ဘာရေးထားတယ်ဆိုဟိုသိချင်တဲ့ပုံစံမျိုးနဲ့သူတို့ကကိုယ်မေးမယ်ဆိုကိုယ်သူတို့မေးလိုက်တယ်အဲ့မေးတာသူတို့ကသဘောကျဒါစူးစမ်းနေသိချင်တယ်ပိဋကချမ်းစာလာပြတဲ့ခါမှလည်းပဲသူတို့မေးတဲ့ဟာကိုကဟိုကိုသိတယ်လို့မမီတော့အဲ့ဒါတွေပြောဟိုသူတို့သဘောကျတာလည်းရှိတယ်မကျတာလည်းရှိတယ်ဒါပေမဲ့ဘုံကကိုကြိုက်တာလည်းထည့်ပြီးတော့ပြောလိုက်တယ်နောက်ဆုံးကြတော့အဲ့ interview လုပ်တဲ့ဗမောက်ခိုင်တရားကဲအရှင်ပြရဲ့ proposal တော့မကြိုက်ဘူးဒါပေမဲ့အခုစကားပြောချင်ခြင်းအရှင်ပြမှာလုံနိုင်တယ်ရှင်ပြစိတ်ဝင်စားပြီးတော့ဘုဒ္ဓတာရှိတယ်ခေါင်းစည်းသုံးခုရှိတယ်တစ်နှစ်သုံးပြောပြတယ်ဖုံဖုံတဲ့သူတို့ကပိုသိတယ်ကိုယ့်အကြောင်းလေတနား interview လုပ်ပြီးတော့သူတို့ကကိုယ့်ထက်ပိုသိတယ်ကိုယ့်အကြောင်းအဲ့ဒါကြောင့်ဖုံဖုံကအဲ့ဆရာကြီးကိုလေးစားဒီထဲကတခုခုရွေးပြီးတော့ပြန်တင်ပါတဲ့ပြောတာလန်ဒန်ကျောင်းကနေပြီးတော့အောက်ဆွေမြို့အသွားတလန်းလုံးပြည့်ရွတ်သွားအပြန်တလန်းလုံးပြည့်ရွတ်ရွတ်တဲ့နေရာမှာလည်းပဲဟိုဣတိပိတော်ရွတ်တဲ့ဆိုမြတ်စွာဘုရားခုံတော်ကိုတေချာတွေးပြီးတော့ရွတ်ဒီမစစရွတ်တဲ့ဆိုအဲ့ဒါတေချာတွေးပြီးတော့ရွတ်မြတ်တာတဲ့ဆိုတေချာတွေးပြီးတော့ရွတ်ကိုယ့်အတွက်ကိုရွတ်တယ်ကြောက်စက်နဲ့ရွတ်တာပဲမဝင်နိုင်မှာဆိုတော့ကြောက်စက်နဲ့ရွတ်တယ်မရွတ်တဲ့ခါမှာ
အတိတ်ပဲတည်တယ်မိဘဆရာသမားတွေပမာတိနဲ့ဆက်စင်းအောင်မလုပ်ခဲ့ဘူးဆိုပြီးဘုန်းဟိုဒိဋ္ဌံဆိုတယ်သစ္စာဒိဋ္ဌံအဲဆိုပြီးတော့အဲ့ဒါရွတ်တယ်ဘုန်းထင်တာတော့တခြားကိစ္စတော့ဟိုတခြားအကြောင်းကြောင့်ဝင်နေတာတော့မရှိဘူးဘုန်းကဟို university fees လေကျောင်းစီမဝင်ခင်အကုန်ပြတယ်အဲ့ဒါဘုန်းမပြနိုင်တော့ဆရာအောင်တယောက်ကဒီဆရာတော်ကနိုင်ငံတော်များများမှာတကားတွေရှိတယ်အဲ့ဒီတကားတွေကကျောင်းစီဝိုင်းပြီးတော့လှူချမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်လို့သူတို့ကညှော်မှန်းထားတဲ့အတိုင်းမလှူနိုင်ဘူးဆိုရင်ကျွန်တော်ကြိုးစားပါမယ်လို့ပြောတခြားလူတွေဆိုရင်သူတို့ကဘန်ထဲမှာပတ်စံဖလောက်ရှိပြတယ်ဘုံအဲ့ဒါလည်းမပြနိုင်ဒီပုံစံမျိုး also ဝင်နေဆိုဘုံဒီနေ့အထိဒါပိယိတရားချအောင်ဒီပိယိတရားတော့ကိုရွတ်ဖတ်တယ်ကျေးဇူးကြောင့်လို့အဲ့လိုယူဆတယ်ပေါ့ပိယိတရားတော့စောင်းလျှောက်တယ်နတ်တွေကတည်းကစောင်းလျှောက်တယ်အဲ့ဒီတစ်နှစ်အတွင်းမှာပဲအဲ့ဒီနှစ်ပဲဘုံတို့လျှောက်တဲ့နှစ်မှာပဲဘုံနဲ့တော်တဲ့လူတွေရှိတယ်သူတို့ရဲ့ဒီဂရီကိုကြည့်ရင်မာစတာမှာဘယ်လိုအဆင့်တွေရခဲ့တယ်ဘယ်လိုတက်ကူကောင်းနေရခဲ့သူတို့ကအောက်ဆိုမဝင်နိုင်ဘူးတခြားတက်ကူရောက်ပါနောက်မှဒီ conference မှာတွေ့ကြတယ် reject လုပ်ခံရတယ်ဘုံကဝင်လာဒါပရိတ်တရားကူလို့ကံကောင်းလို့ဝင်ရတယ်ပေါ့ဒါကြောင့်ပရိတ်တရားကိုနားလည်အောင်လုပ်ကြပါတရားဖျားရှိအောင်လည်းပဲလုပ်ကြပါလုပ်တဲ့ဆိုရင်ပရိတ်တရားကတကယ်အာကိုးစရာကြီးဖြစ်ပါတယ်ဆိုတာဒါလေးပြောပြချင်ပါတယ်ချမ်းသာကြပါစေ